မှန်ရှိမှာရက်နေကြတဲ့သူတွေဟာဒူးတွေတုံအောင်ကြောက်နေကြပေမဲ့အသက်တောင်ပြင်းပြင်းမရှူရဲကြပါဘူး။ဘာလို့လဲဆိုတော့မှန်ရဲ့အခြားတစ်ဖက်မှာမကောင်းဆိုးဝါးတရဝါတွေအမြောက်များရှိနေကြလို့ပါညရောက်လာတာနဲ့အမျှအဲ့ဒီတရဝါတွေဟာအိမ်ပြင်ဘက်မှာစုဝေးလာကြပြီးလူတွေရဲ့ပြုမှုလှုပ်ရှားမှုတွေကိုလိုက်လံတူပလိရှိကြပါတယ်။တစုံတစ်ယောက်ကအတန်နှဲငယ်ထုတ်လိုက်တာနဲ့အဲ့ဒီတရဝါတွေဟာချက်ချင်းပဲအစိမ့်လိုက်ဝါမျိုးပြစ်ကြမှာပါ။တခါကဒီစမ်းကျဲဆိုးဝါးလာတဲ့တစ်တော်တဲကနေနေကင်းဘက်မှာထွက်ပြေးဖို့ကြိုးစားခဲ့ကြပူပေမဲ့ဘယ်ရက်မျက်နှာကိုပဲဥတီပြေးနောက်ဆုံးမှာတော့ကျင်းစာတိုက်ခံထားရတယ်လို့မူလနေရာကိုပဲပြန်ရောက်လာကြစမြဲပါညမောင်လာတာနဲ့အမျှအဲ့ဒီတရဝါဆိုးတွေဟာထွက်ပြေးသူတွေကိုရက်ရက်ဆက်ဆက်တက်ဖြတ်ပြစ်လိရှိကြပါတယ်။အန်နာကတော့ဒီလိုရင်ထိတ်ထိတ်နဲ့နေရတဲ့ဘဝကိုစိတ်ကုန်နေခဲ့ပါပြီဒီလိုပုံရှောင်ရင်တေပေးနဲ့ရင်ဆိုင်နေရတဲ့ဘဝမှာမနေချင်တော့တာကြောင့်နေကင်းဘက်အစားအစာထွက်ရှာတဲ့အခါလမ်းတစ်လျှောက်ရှိတစ်ပင်တွေမှာမတိမတာမှတ်တမ်းအမှတ်သားတွေပြုလုပ်ခဲ့ပါတယ်ညပေါင်းများစွာစူးစမ်းလေ့လာခဲ့ပြီးနောက်အန်နာဟာပတ်ဝန်းကျင်မြေပြင်အနေထားကိုတေချာနားလည်သွားခဲ့ပါတယ်ဒီလိုနဲ့တရက်အစောကြီးမှာတော့သူမဟာလှောင်အိမ်ထဲကကြက်တူရွေးကိုကင်ပြီးဘေးကင်းတဲ့အိမ်ထဲကနေတတိရှိရှိထွက်ခွာခဲ့ပါတယ်သူမဟာအရင်ကပြုလုပ်ထားခဲ့တဲ့အမှတ်သားတွေတိုင်းရှေ့သို့တောင်းလိုက်ပြေးခဲ့ပြီးမောင်မလာခင်ဒီစမ်းကျလာတဲ့တစ်တော်တဲကနေထွက်ပြေးနိုင်မှုမျှော်လင့်ခဲ့ပါတယ်ဘယ်လောက်တောင်ပြေးခဲ့မှန်းမသိပေမဲ့နောက်ဆုံးမှာတော့အလင်းရောင်တနေရာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့မျှော်လင့်ချက်အပြည့်နဲ့ပြေးသွားချိန်မှာတော့အမှန်တရားကသူမကိုရိုက်နှက်လိုက်တယ်လို့ပါပဲအရှိမလူသားတွေနေထိုင်ခဲ့တဲ့အရေးအယောင်လုံးဝမရှိပဲမိုးကုတ်ဆက်ဝိုင်းထိဆက်သွယ်နေတဲ့တောင်တန်းကြီးတွေပဲရှိနေခဲ့ပါတယ်အန်နာဟာတရက်ထဲနဲ့ဒီနေရာကနေခြေနှချောင်းနဲ့ထွက်ပြေးဖို့မဖြစ်နိုင်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူမအားငယ်စိတ်ပြက်နေချိန်မှာပဲဖုန်ကြီးရဲ့အရေးကသူ့မနောက်မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဒီနေရာမှာရှိခဲ့ဘူးတဲ့သူတိုင်းထွက်ပြေးဖို့ကြိုးစားခဲ့ဘူးပေမဲ့အားလုံးဟာကြာရှုံးခြင်းနဲ့ပဲအဆုံးသတ်ခဲ့ရကြောင်းဖုန်ကြီးကပြောပြခဲ့ပါတယ်။နာခံယုံမအပအခြားမရှိတဲ့အန်နာဟာဖုန်ကြီးနဲ့အတူဘေးကင်းတဲ့အိမ်စီကိုပြန်လာခဲ့ရပါတယ်။ဒီတစ်ချိန်ကြာရှုံးပြီးတဲ့နောက်မှာတော့သူမဟာတစ်တော်တဲ့ကစီးမြင့်တွေကိုလိမ္မာပါနဲ့စွာလိုက်နာခဲ့ပါတယ်။ဒါပေမဲ့အေဂျင့်မှုကတိတ်မကြလိုက်ပါဘူး။တရက်မှာတော့အစားအစာထွက်ရှာစဉ်အတူပါလာတဲ့ဒေးဗစ်ကဖုန်ကြီးဟာအသက်ကြီးပြီးစကားများကြောင်းလူတိုင်းကိုအမိန့်ပေးစေခိုင်းနေကြောင်းစီကပ်မဲ့စွာညီတွန်းပြောဆိုခဲ့ပါတယ်။အန်နာကအဲ့ဒီတတော်ဝါဆိုးတွေကိုညီသူမျှမမြင်ဘူးကြကြောင်းဒါဟာဖုန်ကြီးကလူတိုင်းကိုထိန်းချုပ်ဖို့လုပ်ကြံဖန်တီးထားတဲ့လိမ်ညာမှုများဖြစ်နိုင်ကြောင်းခံမှန်းချက်တစ်ခုထုတ်ဖော်ခဲ့ပါတယ်။ဒေးဗစ်ဟာဖုန်ကြီးအပေါ်မကျေနပ်ချက်များရှိနေသူဖြစ်ရာဒီခံမှန်းချက်ကသူ၏စူဇန်လိုစိတ်ကိုမိမွေးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။နှစ်ယောက်သားဖုန်ကြီးပြောတဲ့တရဝါတွေရဲ့ကူစီတို့တွားရောက်ကြည့်ရှုဖို့ချက်ချင်းဆုံးဖြတ်လိုက်ကြပါတယ်။မကြမီမှာပဲသူတို့ဟာကူဝကိုရောက်ရှိသွားကြပါတယ်။နှဆိုင်ပြီးမှောင်မိုက်နေတဲ့ကူကိုကြည့်ရင်အန်နာဟာနည်းနည်းမျှမကြောက်ရွံ့ပဲပုံမိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒေးဗစ်ကကူဝမှာကျိုးကိုကင်ပေးထားပြီးအန်နာကကျိုးအတိုင်းကူထဲသို့ဖြည်းဖြည်းချင်းဆင်းသွားခဲ့ပါတယ်။ကူအောက်ခြေကိုရောက်တဲ့အခါစမ်းကျဲတရဝါတွေရဲ့အရေးအယောင်ကိုလုံးဝမတွေ့ရပဲလူတွေသုံးဆွဲခဲ့တဲ့ကိရိယာအချို့ကိုသာတွေ့ရှိခဲ့ရပါတယ်။ဒီနေရာမှာအရင်ကလူတွေနေထိုင်ခဲ့ဘူးကြောင်းထင်ရှားနေပါတယ်။သူမဟာအသုံးဝင်မဲ့ပစ္စည်းအချို့ကိုရွေးချယ်ပြီးကျိုးကနေတဆင့်ကူဝကဒေးဗစ်စီတို့ပို့ပေးခဲ့ပါတယ်။ကူအနက်ထဲသို့ဆက်လက်စူးစမ်းဖို့ပြင်ဆင်နေချိန်မှာသူမနောက်ကနေစမ်းကျဲတဲ့အတန်တန်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။အန်နာဟာကြောက်လန့်တကြားနဲ့ဒေးဗစ်ကိုအော်ခေါ်လိုက်ပါတယ်။ထို့နောက်လူမဟုတ်တဲ့လက်တစ်ဖက်ကဖြည်းဖြည်းချင်းထွက်ပေါ်လာပြီးကူဝကထိုးဖောက်ဝင်ရောက်လာတဲ့နေအောင်ကြီးနဲ့ထိတွေ့လိုက်ချိန်မှာချက်ချင်းပင်အငွေများထွက်လာခဲ့ပါတယ်။ကန်ကောင်းစွာနဲ့အရေးကြီးချိန်မှာဒေးဗစ်ကကျိုးကိုဆွဲတင်ပေးလိုက်တာကြောင့်သူမကန်ကောင်းစွာလွတ်မြောက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာခိုးယူလာတဲ့ပစ္စည်းတွေကိုယူဆောင်ပြီးဘေးကင်းတဲ့အိမ်စီပြန်ရောက်လာချိန်မှာဖုန်ကြီးရဲ့ပြင်းထန်စွာစစ်ဆေးမေးမြန်းခြင်းကိုခံခဲ့ရပါတယ်။သူတို့ဟာဘာမှမတွေ့ခဲ့ရပါဘူးလို့လိမ်ညာခဲ့ကြပေမဲ့ဒီပြုမှုချက်ဟာအဖွဲ့တစ်ခုလုံးအတွက်ပျက်စီးခြင်းဘေးဒုက္ခကိုယူဆောင်လာတော့မှကိုမသိခဲ့ကြပါဘူး။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကတော့အသုံးဝင်ခဲ့ပါတယ်။ဒေးဗစ်ဟာဟောင်းနှမ်းနေတဲ့ကင်မရာတစ်လုံးကိုမော်နီတာနဲ့ချိတ်ဆက်ပြီးရိုးရှင်းတဲ့စောင့်ကြည့်ကင်မရာတစ်ခုပြုလုပ်ခဲ့ကတရဝါဆိုးတွေရဲ့အမှန်တကယ်ရုပ်တွင်ကိုမြင်တွေ့နိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့ညနေချိန်ထိမျက်နှာပြင်ပေါ်မှာဘာမှမပေါ်ဘဲဗလာဖြစ်နေခဲ့ပါတယ်။အားလုံးကတရဝါတွေဒီညပေါ်လာမှာမဟုတ်ဘူးလို့ထင်မှတ်နေချိန်မှာပဲတကားပြင်ပကနေလေးလံတဲ့တကားခောက်တန်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့မျက်နှာပြင်ပေါ်မှာထုတ်ခိုင်တဲ့လူကောင်းတစ်ကောင်ပေါ်လာခဲ့ပါတယ်။အားလုံးသတိမမူမိခင်မှာပဲသပင်ကောက်မလေးဟာရုတ်တရက်ထွက်ပြီးတန်တကားစီသွားခဲ့ပါတယ်။တကားပြင်ပကခေါ်တန်ဟာသူမပျောက်ဆုံးနေတာတနည်းရှိပြီဖြစ်တဲ့ချစ်သူစီကခေါ်တန်ဖြစ်နေလို့ပါ။ဖုန်ကြီးကဒါဟာတရဝါဆိုးတွေရဲ့ပရိယေဖြစ်ပြီးမိသူအတန်မဆိုတူပနိုင်ကြောင်းပြောကတကားဝမှာတွားရောက်တားဆီးခဲ့ပါတယ်။သို့တော့သပင်ကောက်မလေးဟာအတိစိတ်လွတ်ကင်းနေပြီးချစ်သူနဲ့တွေ့ဆုံခြင်းစိတ်တစ်ခုတည်းသာရှိနေခဲ့ပါတယ်။အရေးကြီးချိန်မှာဖုန်ကြီးကအမှန်မှားခွဲခြားနိုင်မဲ့နည်းလမ်းတစ်ခုကိုစဉ်းစားမိခဲ့ပြီးချစ်သူသာသိနိုင်မဲ့မေးခွန်းတစ်ခုကိုမေးခိုင်းခဲ့ပါတယ်။သပင်ကောက်မလေးကပထမဆုံးချိန်တွေ့ခဲ့တဲ့နေရာကိုမေးမြန်းခဲ့ပေမဲ့တကားပြင်ပကတော့ဘာမှပြန်မဖြေခဲ့ပါဘူး။အားလုံးရဲ့ဝိုင်းဝန်းဖြောင်းဖြမှုကြောင့်သပင်ကောက်မလေးဟာနောက်ဆုံးမှအတိဝင်လာပြီးတကားပြင်ပကသူမရဲ့ချစ်သူမဟုတ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။လက်ကွက်မိသွားတဲ့တရဝါဆိုးဟာချက်ချင်းဒေါသထွက်သွားပြီးကင်မရာကိုရိုက်ခွဲကအိမ်တကားကိုယူသွစွာဝင်တိုက်ခဲ့ပါတယ်။အားလုံးဟာကြောက်လန့်တကြားနဲ့မှန်ရှိမှတွားရောက်ရက်လိုက်ကြပေမဲ့ဒီတစ်ချိန်မှာတော့မှန်ဟာကာကွယ်ပေးနိုင်စွမ်းမရှိတော့ပါဘူး။မှန်ကွဲတော့မယ်လို့ထင်နေချိန်မှာပဲတကားပြင်ပကအတန်တွေဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာတရဝါဆိုးကသူတို့ကိုပေးလိုက်တဲ့သတိပေးချက်တစ်ခုဖြစ်တာထင်ရှားပါတယ်။ဘေးကင်းသွားပြီးနောက်ဖုန်ကြီးဟာဒေါသတကြီးနဲ့အန်နာနဲ့ဒေးဗစ်တို့ရဲ့နေကင်းဘက်လှုပ်ရှားမှုကိုပြန်လည်စစ်ဆေးမေးမြန်းခဲ့ပါတယ်။နှစ်ယောက်သားဟာကူထဲသို့ဝင်ရောက်ခဲ့သည့်အကြောင်းကိုဝန်ခံခဲ့ကြပါတယ်။အမှန်တရားကိုသိရှိသွားတဲ့ဖုန်ကြီးဟာအလွန်တရာကြောက်လန့်သွားခဲ့ပြီးဒုတိယနေ့အစောပိုင်းမှာပဲကူထဲကယူဆောင်လာတဲ့ပစ္စည်းတွေကိုကူဝစီတွားရောက်ကပြန်လည်စွန့်ပစ်ခဲ့ပါတယ်။တရဝါဆိုးတွေရဲ့ဒေါသကိုပြေးအေးစေဖို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့ဒီဖြစ်ရပ်ကြောင့်ဖုန်ကြီးဟာအန်နာနဲ့ဒေးဗစ်တို့ပေါ်ယုံကြည်မှုလုံးဝကင်းမဲ့သွားခဲ့ပါတယ်။နောက်ပိုင်းအစားအစာထွက်ရှာတိုင်းသူတို့နှစ်ယောက်ကိုခွဲခြားထားခဲ့ပြီးမလိုအပ်တာတွေမလုပ်မိစေဖို့တားဆီးခဲ့ပါတယ်။ဒီလိုခွဲခြားဆက်ဆံမှုကဒေးဗစ်ကိုပုံမမကြေမနက်ဖြစ်စေခဲ့ပြီးဖုန်ကြီးနဲ့ငင်းခုန်မှုတွေခက်စိတ်စိတ်ဖြစ်ပွားလာခဲ့ပါတယ်။တရက်မှာတော့အန်နာနဲ့သပင်ကောက်မလေးတို့အပြင်မှာရှိနေစဉ်အဝေးကနေစိတ်ချောက်ချဖွယ်အော်တန်တစ်ခုကိုကြားလိုက်ရပါတယ်။နှစ်ယောက်သားချက်ချင်းပြေးသွားလိုက်ကြရာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့အားသင့်သွားကြပါတယ်။ဖုန်ကြီးဟာဒေးဗစ်ရဲ့တစ်ပင်မှာတေးချစွာချီနှောင်ခြင်းခံထားရတာပါ။ဒေးဗစ်ကစီးမြင့်တွေကိုသူကိုယ်တိုင်ပြောင်းလဲတော့မယ်လို့ကြွေးကြော်ပြီးလှည့်ထွက်သွားခဲ့ပါတယ်။အန်နာဟာဖုန်ကြီးကိုချက်ချင်းကျုပ်ပြပေးခဲ့ပြီးအိမ်စီတို့အမြန်ဆုံးပြေးဝင်ခဲ့ကြပေမဲ့ဒေးဗစ်ကတကားကိုတေးချစွာပိတ်ထားပြီးဖြစ်ပါတယ်။ဘလို့ပဲတောင်းပန်ပါစေဒေးဗစ်ကတကားဖွင့်မပေးခဲ့ပါဘူး။ပုံမိုဆိုးရတာကမှောင်လာပြီးဖြစ်ပြီးတရဝါဆိုးတွေမကြမီရောက်ရှိလာတော့မှဖြစ်ပါတယ်။ဒီလိုအရေးကြီးချိန်မှာဖုန်ကြီးကတခုခုကိုတတိယသွားပြီးအန်နာကိုဆွဲကတစ်တော်အနက်စီတွားရောက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့စိမ့်ဆူနေတဲ့တစ်ချောက်ပုံအောက်မှာပုံအောင်လိုက်ကြပါတယ်။ဒါဟာဖုန်ကြီးကြိုတင်ပြင်ဆင်ထားတဲ့ပုံအောင်ရနေရဖြစ်ပြီးစိမ့်ဆူနေတဲ့တစ်ချောက်တွေဟာလူတွေရဲ့အနံ့ကိုထိရောက်စွာဖုံးကွယ်ပေးနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲအိမ်ထဲမှာရှိတဲ့ဒေးဗစ်ဟာစပင်ကောက်မလေးနဲ့အတူမှန်ရှိမှာရရင်တတဝါဆိုးတွေရောက်ရှိလာမှာကိုငြိမ်သက်စွာစောင့်ဆိုင်နေခဲ့ပါတယ်အပြင်ကနှစ်ယောက်ရဲ့အသက်အန္တရာယ်ကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးတစ်ချောက်ပုံအောက်မှာရှိနေတဲ့အန်နာဟာကြောက်လန့်လွန်းလို့တုန်လှုပ်နေခဲ့ပါတယ်မကြာမီမှာပဲတတဝါဆိုးတစ်ကောင်ဟာသူတို့ရဲ့ခေါင်းပေါ်သို့ရောက်ရှိလာခဲ့ပါတယ်ထိုသူနှစ်ဦးမှာအတန်နှဲငယ်များပင်မထွက်ရဲကြပေအကြောင်းမှာသူတို့၏ခေါင်းပေါ်တက်တဲ့တွင်မကောင်းဆိုးဝါးရင်းနှက်မိတ်ဆာတစ်ကောင်တွားနေသောကြောင့်ဖြစ်သည်ကံကောင်းစွာဖြင့်ဆွေးမြေ့နေသောတစ်ချောက်ပင်များကလူရနံ့ကိုဖုံးကွယ်ပေးထားသဖြင့်ထိုမိတ်ဆာကသူတို့ကိုတတိမထားမိခဲ့ပေသို့သောထိုသူနှစ်ဦးလုံးဝမျောလင့်မထားသည်မှာမကောင်းဆိုးဝါးအားလုံးလုံခြုံရေးအိမ်၏မှန်တင်မှန်ရှိတွင်စုဝေးနေကြချိန်၌အိမ်ထဲမှဒေးဗစ်ကရုတ်တရက်အတန်ကြဲကြဲဖြင့်အော်ဟစ်လိုက်ခြင်းပင်ဖြစ်သည်အာနာနှင့်အဖွားအိုတို့အိမ်ထဲတွင်မရှိတော့ဘဲတောထဲသို့ထွက်ပြေးသွားကြပြီဟုဒေးဗစ်ကလေထိုးလေကာအော်ဟစ်ခဲ့သည်သတင်းရရှိသွားသောမကောင်းဆိုးဝါးများသည်ချက်ချင်းပင်အရရက်သို့ကွဲထွက်သွားကြပြီးထိုသူနှစ်ဦး၏ခြေရာကိုစောစောစီးစီးရှာဖွေရန်တောထဲ၌ယူသွတ်စွာလိုက်လံရှာဖွေကြတော့သည်အဖွားအိုသည်အခြေအနေကိုမြင်သောအခါအာနာ၏လက်ကိုအမြန်ဆွဲ၍လုံခြုံရေးအိမ်သို့နောက်တစ်ကြိမ်ပြန်လာခဲ့သည်သို့သောဒေးဗစ်ကတကားကိုဖွင့်မပေးချင်သေးပေမကောင်းဆိုးဝါးများတဖြည်းဖြည်းနီးကပ်လာသည်ကိုမြင်သောအခါအာနာကသူမသည်ထွက်ပြေးရန်လမ်းကြောင်းကိုရှာတွေ့ထားပြီးဖြစ်ကြောင်းအားလုံးကိုခေါ်ဆောင်သွားပေးနိုင်ကြောင်းလိမ်ညာပြောဆိုလိုက်ရသည်ဣဘရီယေကတကယ်ပင်ထိရောက်ခဲ့သည်ဒေးဗစ်သည်ခဏမျှတုံဆိုင်သွားပြီးနောက်တကားကိုဖွင့်ပေးလိုက်တော့သည်ထိုသူနှစ်ဦးအိမ်ထဲသို့ဝင်ချင်းပင်အဖွားအိုသည်ဒေးဗစ်ရှိသို့ဒေါသတကြီးပြေးသွားပြီးအီဆိုတယိုဆန်သောလူငယ်ကိုတေချာတင်ငန်းစာပေးရန်ကြိုးစားခဲ့သည်သို့သောထိုအချိန်၌ပင်အပြင်ဘက်မှမကောင်းဆိုးဝါးများပြန်လာသောခြေတံများထွက်ပေါ်လာခဲ့သည်လူနည်းစုသည်မှန်တင်မှန်ရှိတွင်အမြန်ပင်ဘေးချင်းရှင်ရက်လိုက်ကြသည့်အားလုံးကသူ့ညွှန်ကြားချက်ကိုနားထောင်စေရန်အတွက်အဖိုးအိုသည်နှစ်ပေါင်းများစွာလှုပ်ဝက်ထားခဲ့သောလှုပ်ဝက်ချက်ကိုနောက်ဆုံးတွင်ထုတ်ပြောလိုက်တော့သည်မူလကသူသည်သိပ္ပံပညာရှင်တဦးဖြစ်ပြီးထိုနှစ်များကဤတော်အုပ်တို့မိမိသဘောထားအတိုင်းလာရောက်ခဲ့ခြင်းဖြစ်သည်ရည်ရွယ်ချက်မှာဤမကောင်းဆိုးဝါးများကိုသူတေသနာပြုရန်ဖြစ်တော်လဲနောက်ဆုံးတွင်မကောင်းဆိုးဝါးများ၏ပိတ်လောင်ခြင်းကိုခံရပြီးသူတို့၏သူတေသနာပြုเสียပြစ်မှတ်ဖြစ်လာခဲ့ရသည်စကားအဆုံး၌ပင်တကားပြင်ပမှပြင်းထန်သောတိုက်ခိုက်တံများထွက်ပေါ်လာခဲ့သည်အားလုံးကထိတ်လန့်တကြားဖြစ်ကစပွဲကိုအမြန်ဆွဲယူ၍တကားဝတွင်ကာစီးလိုက်ကြတော့လဲမမျှော်လင့်ပဲစပွဲအောက်ရှိကျမ်းပြင်ပေါ်တွင်စတူရန်ပုံစံတံမဏိပြတစ်ခုရှိနေသည်ကိုတွေ့ရှိသွားကြသည်တကားပြင်ပမှတိုက်ခိုက်တံများမှာပုံမပြင်းထန်လာပြီးမကောင်းဆိုးဝါးများသည်မြည်သည့်အချိန်မဆိုတကားကိုရိုက်ခွဲဝင်ရောက်လာနိုင်သည့်အနေအထားသို့ရောက်ရှိလာခဲ့သည်ဒေးဗစ်သည်သူတစ်ချောင်းကိုအမြန်ရှာဖွေယူဆောင်လာပြီးတံမဏိပြားကိုယူသွတ်စွာရိုက်နှက်လိုက်တော့သည်ကံကောင်းစွာဖြင့်တံမဏိပြားမှာအလုံးမထူလဲလာသဖြင့်ခေါ်ယူမကြမီပင်ပုံစံပြည့်ယွင်းသွားခဲ့သည်ကောက်ကွေးနေသောစပင်ရှိသည့်အမျိုးသမီးကချက်ချင်းပင်ကူညီရန်ရှေ့သို့တိုးလာခဲ့သည်တံမဏိပြားကိုမတင်လိုက်သည်နှင့်အမျှလျှို့ဝှက်မြေအောက်လမ်းပေါက်တစ်ခုပေါ်ထွက်လာခဲ့သည်ဒေးဗစ်သည်ခလုတ်ကိုအမြန်လှည့်၍မြေအောက်လမ်း၏တံမဏိတကားကိုဖွင့်လှစ်လိုက်ရာအားလုံးကအချိန်မဆိုင်ပဲတယောက်ပြီးတယောက်တိုးဝင်သွားကြတော့သည်အဖွားအိုမြေအောက်လမ်းအတွင်းသို့ဝင်ရောက်သွားသည့်ခဏ၌ပင်လုံခြုံရေးအိမ်၏တကားမကြီးမှာမကောင်းဆိုးဝါးများ၏ရိုက်ခွဲခြင်းကိုလုံးဝခံလိုက်ရသည်ကံကောင်းစွာဖြင့်သူ၏တုံ့ပြန်မှုမြန်ဆန်လာသဖြင့်တံမဏိတကားကိုအချိန်မီပိတ်ဆို့နိုင်ခဲ့သည်မြေအောက်လမ်းသို့ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မျက်စိရှိမှမြင်ကွင်းကြောင့်အားလုံးအံ့အားသင့်သွားကြရသည်ဤနေရာမှာတကယ်ကိုလှုပ်ဝက်ဆန်းကျဲသောခိုလုံရနေရာတစ်ခုဖြစ်နေခဲ့သည်စင်ပေါ်တွင်လုံလောက်သောအစားအသောက်များရေတွက်မကုန်အောင်စီရီထားယုံတင်မကပဲအမျိုးမျိုးသောကိရိယာများလည်းရှိနေခဲ့သည်ထို့ပြင်တစုံတစ်ယောက်သည်ဤနေရာ၌ရေရှည်နေထိုင်ခဲ့မှုကြောင့်ထင်ရှားနေခဲ့သည်ပို၍အံ့အားသင့်စရာကောင်းသည်မှာထောင်ဆုံးတစ်ခုတွင်ဟောင်းနှမ်းနေသောကွန်ပျူတာတစ်လုံးရှိနေခြင်းပင်ဖြစ်သည်အာနာဒီမော့စ်ကိုလှုပ်ရှားကြည့်လိုက်ရာကွန်ပျူတာမှာမမျှော်လင့်ပဲပွင့်လာခဲ့သည်အင်တာနက်ချိတ်ဆက်၍မရတော့လဲထိုထဲတွင်ဗီဒီယိုတိုရာပေါင်းများစွာသိမ်းဆည်းထားခဲ့သည်ထိတ်လန့်တုန်လှုပ်သောစိတ်ကူးဖြင့်သူမသည်ဗီဒီယိုတစ်ခုကိုနှိပ်လိုက်ရာမျက်နှာပြင်ပေါ်တွင်ဇီဝဗေဒပါမောက္ခတဦးပေါ်ထွက်လာခဲ့သည်သူသည်ဤလုံခြုံရေးအိမ်ကိုတိစောက်ခဲ့သူဖြစ်သည်ဗီဒီယိုထဲတွင်မကောင်းဆိုးဝါးများကိုသူတေသနာပြုသည့်သူ၏နေ့စဉ်ဘဝကိုမှတ်တမ်းတင်ထားခဲ့သည်စတင်ချိန်၌သူသည်အိမ်ထဲတွင်သာပုံအောင်ကြည့်ရှုရဲတော်လဲမကြာမီပင်ဤမကောင်းဆိုးဝါးများသည်ညတိုင်းအိမ်ပြင်သို့လာရောက်လေ့ရှိပြီးလူသားတို့၏ပြုမှုဆောင်ရွက်ပုံများကိုအတူယူကာလူအတိုင်းဝိုင်းတွင်သို့ဝင်ရောက်ရန်အလွန်ဆန္ဒရှိနေကြကြောင်းတွေ့ရှိသွားခဲ့သည်ပုံမူနှက်ဆိုင်စွာသူတေသနာပြုနိုင်ရန်အတွက်ပါမောက္ခသည်ပုံမူယူသွတ်လာခဲ့ပြီးအနီးအနားရှိမြို့မှရွာသားများကိုဤနေရာသို့လိမ့်လဲခေါ်ဆောင်လာကမကောင်းဆိုးဝါးများထံစာချက်အဖြစ်ပူဇော်ပတာတာပေးအပ်ခဲ့တော်သည်ဗီဒီယိုကိုစနစ်ကြည့်လိုက်ချိန်မှာထိတ်လန့်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုတွေ့လိုက်ရပါတယ်ပါမောက္ခဟာအနီးအနားကမြို့ရွာတွေမှာရှိတဲ့ရွာသားတွေကိုဖျားယောင်းပြီးဒီနေရာကိုခေါ်လာခဲ့ကသူတို့ကိုအစာဖြစ်သုံးပြီးတားရဲကောင်ကိုထောင်ဖမ်းခဲ့တာပါနောက်ဆုံးမှာတော့သူဟာတားရဲကောင်တစ်ကောင်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီးမြေအောက်ခန်းထဲမှာပိတ်လောင်ထားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါဆက်မကြည့်ရတော့ပဲအားလုံးထွက်သွားကြပေမဲ့အန်နာကတော့နောက်ဆုံးဗီဒီယိုကိုဆက်ကြည့်ဖို့တောင်းဆိုခဲ့ပါတယ်ထင်မှတ်မထားပဲအဲ့ဒီဗီဒီယိုထဲမှာဒီတော့အုပ်ထဲကနေထွက်ပြေးလွတ်မြောက်နိုင်မဲ့နီလန်ပါဝင်နေခဲ့ပါတယ်ပါမောက္ခဟာထွက်ပေါက်ကိုကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီးနယ်နိမိတ်အမှတ်134မှာရှိတဲ့မြစ်ချောင်းထဲမှာဆက်လေငယ်တစ်စီးကိုလှုပ်ဝက်ထားခဲ့တာပါငှက်အုပ်တွေပြန်တန်းတဲ့လမ်းကြောင်းအတိုင်းလိုက်သွားရင်ဒီတော့အုပ်ထဲကနေအောင်မြင်စွာထွက်ခွာနိုင်မှာဖြစ်ပါတယ်ဒီသတင်းကိုသိလိုက်ရတာကြောင့်အန်နာဟာအလွန်ဝမ်းသာသွားပြီးသူမရဲ့လှောင်အိမ်ထဲကကြက်တူရွေးဟာအတုံးဝင်လာခဲ့ပါတယ်ဒီကြောက်စရာကောင်းတဲ့နေရာကနေထွက်ပြေးရတော့မယ်ဆိုတဲ့အတွေးနဲ့တင်အားလုံးအိပ်ပျော်ဖို့တောင်ခက်ခဲခဲ့ကြပါတယ်ဒါဝိတ်နဲ့စပင်ကောက်မလေးတို့ဆိုရင်မြေအောက်လမ်းထဲမှာတောင်ကခုန်ခဲ့ကြပါသေးတယ်ဒုတိယနေ့မနက်စောစောမှာတော့သူတို့ဟာမြေအောက်လမ်းရဲ့တန်တကားကိုဖွင့်လိုက်ချိန်မှာဘေးကင်းဆောင်ဟာတားရဲကောင်ရဲ့ဖျက်ဆီးခြင်းကိုခံလိုက်ရပြီဆိုတာတွေ့လိုက်ရပါတယ်အချိန်မဆွဲနိုင်တော့ပဲထွက်ပြေးမဲ့လမ်းကြောင်းကိုချက်ချင်းစတင်ခဲ့ကြပါတယ်အန်နာကျူတင်လုပ်ထားတဲ့အမှတ်သားအတိုင်းအရှိဘက်ကိုအမြန်သွားကြရင်မကြာမီမှာပဲနယ်နိမိတ်အမှတ်134အမှတ်သားကိုတွေ့ရှိခဲ့ပါတယ်အန်နာကကြက်တူရွေးကိုလွှတ်လိုက်ပြီးအားလုံးလည်းသူမနောက်ကနေမြစ်ချောင်းရှိရာကိုအရှိန်ဟုန်နဲ့ပြေးသွားကြပါတယ်ဒါပေမဲ့ရာသီဥတုကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။တာယာနေတဲ့မိုးကောင်းကင်မှာအေးဆက်တဲ့လေပြင်းတွေတိုက်ခတ်လာပြီးမိုးသေးထန်စွာရွာသွန်းလာခဲ့ပါတယ်။နေရောင်ခြည်မရှိတဲ့ဒီလိုမိုးအုံနဲ့ရာသီဥတုဟာတာရဲကောင်တွေအစာရှာဖို့အကောင်းဆုံးအချိန်ဖြစ်နေပါတယ်။ထင်သည့်အတိုင်းပင်မကြမီမှာပဲနောက်ဘက်ကနေကြောက်စရာကောင်းတဲ့အော်တန်တွေထွက်ပေါ်လာပြီးတာရဲကောင်အုပ်ကြီးဟာဂူထဲကနေထွက်လာကတနာရီမိုင်900အချိန်နဲ့သူတို့စီတိုးဝင်လာခဲ့ပါတယ်။သူတို့လည်းကြောက်လန့်တကြားအစွမ်းကုန်ထွက်ပြေးခဲ့ကြပြီးတာရဲကောင်တွေမမီမီမြေကမ်းဘေးကိုရောက်ရှိသွားကကိုင်းတော်ထဲမှာပါမောက္ခဝတ်ထားခဲ့တဲ့ဆက်လီငယ်ကိုတွေ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့အားလုံးလှေပေါ်တက်ဖို့ပြင်းနေချိန်မှာစပင်ကောက်မလေးကဒါဝိတ်ပြောင်းနေတာကိုရုတ်တရက်သတိပြုမိသွားပါတယ်။အားလုံးထိတ်လန့်တကြားဖြစ်နေစင်မှာပဲဒါဝိတ်ဟာလူတစ်ယောက်ကိုတွဲပြီးမြေကမ်းဘေးမှာပေါ်လာခဲ့ပါတယ်။အဲ့ဒါဟာပျောက်ဆုံးနေတဲ့စပင်ကောက်မလေးရဲ့ချစ်သူပဲဖြစ်ပါတယ်။
စပင်ကောက်မလေးကအဲ့ဒီချစ်သူဟာလူအစ်စ်မဟုတ်ဘူးဆိုတာတစ်ချက်ကြည့်ုံနဲ့သိလိုက်တာကြောင့်ဒါဝိဒ်ကိုအမြန်ပြေးဖို့အော်ပြောခဲ့ပေမဲ့အကွာဝေးလွန်းတာကြောင့်ဒါဝိဒ်ကြားနိုင်စွမ်းမရှိခဲ့ပါဘူးနောက်တစ်စက္ကန့်မှာတော့တာရဲကောင်ဟာရုပ်ဆိုးဆိုးမျက်နှာကိုဖော်ပြလိုက်ပြီးဒါဝိဒ်ရဲ့လယ်ပင်ကိုချက်ချင်းချိုးလိုက်ပါတော့တယ်ဒါကိုမျက်မြင်တွေ့လိုက်ရတဲ့သူတို့၃ယောက်ဟာခဏလေးမှမရက်ရဲတော့ပဲညစ်လေခေါင်စီအစွမ်းကုန်လှေလော်ခတ်ခဲ့ကြပါတယ်မကြမီတာရဲကောင်အုပ်ဟာညစ်ကမ်းဘေးထိလိုက်လာခဲ့ပေမဲ့ရေထဲဆင်းဖို့မဝင်ရဲပဲဒီအတိုင်းပဲမကြေမနက်ဟိန်းဟောက်နေခဲ့ကြပါတယ်ဒုတိယနေ့ရဲ့နေရောင်ကြီးဖြည်းဖြည်းချင်းထွက်ပေါ်လာချိန်မှာတော့ဆက်လီငယ်ဟာစိမ့်တက်တဲ့ကမ်းခြေတစ်ခုမှာစိုက်ကပ်သွားခဲ့ပါတယ်မျက်စိရှိမှရင်းနှီးနေတဲ့လယ်ကွင်းတွေကိုတွေ့လိုက်ရပြီးသူတို့ဟာဒီကြောက်စရာကောင်းတဲ့တောအုပ်ထဲကနေနောက်ဆုံးတော့လွတ်မြောက်ခဲ့ကြပြီဖြစ်ပါတယ်ဒါပေမဲ့အန်နာကတော့စိတ်ထဲမတင်မကျဖြစ်နေသေးပါသူမဟာစုံစမ်းစရာရှိတာတွေကိုစုံစမ်းရင်းနောက်ဆုံးမှာပမုခရဲ့ရုံးခန်းဟောင်းကိုတွေ့ရှိခဲ့ပါတယ်စပွဲပေါ်ကတပ်ပုံထဲမှာထိတ်လန့်စရာကောင်းတဲ့အမှတ်တရတစ်ခုကိုသူမတွေ့လိုက်ရတာကြောင့်အဲ့ဒီတွေ့ရှိချက်နဲ့အတူစပင်ကောက်မှလေးစီသွားခဲ့ပါတယ်တပ်ပုံထဲကပမုခရဲ့ဇနီးဟာဟွာကြီးရဲ့မျက်နှာနဲ့ထပ်တူကျနေပြီးအချက်လက်များအရဒီအမျိုးသမီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းကျော်ကလေးကတည်ဆုံသွားခဲ့တာပါဒါကြောင့်အန်နာကရဲရင်နဲ့ဂယုတစိုက်တန်တရားတစ်ခုကိုထုတ်ဖော်ခဲ့ပါတယ်။အဖွားကြီးဟာအမှန်တကယ်လူသားမဟုတ်ပဲပါမောက္ခဖမ်းဆီးထားတဲ့တာရဲကောင်နဲ့သူ၏ဇနီးကိုပေါင်းဆက်ပြီးမွေးဖွားလာခဲ့တဲ့အထူးတတဝါဖြစ်နိုင်ပါတယ်။ဒီယူဆချက်ဟာအလွန်ယူတုတ်ဖွယ်ကောင်းနေပေမဲ့တောအုပ်ထဲကအဖွားကြီးရဲ့ထူးဆန်းတဲ့ပြုမှုပုံတွေတာရဲကောင်တွေရဲ့တဘာဝကိုသိရှိနေတာတွေနဲ့လူသားတွေလိုနေအောင်ကြည့်အောက်မှာတွာလာနိုင်တာတွေကိုပေါင်းဆက်ကြည့်လိုက်ရင်အရာအလုံးအဖြစ်ထွက်သွားခဲ့ပါတယ်